1 Flying D511 ဖိုးတန်ဖိုးကပ်ပြိုင်ပွဲပြီးမြင်မိတဲ့အချက်လေးတစ်ချက်နဲ့တခြားအကြောင်းများကိုတင်ဆက်ပေးပါမယ်ဗျ။မနေ့ညကကျင်းပပြီးစီးသွားတဲ့1 Flying D511ဖိုးပြိုင်ပွဲမှာထိုးတက်ခဲ့တဲ့ပွဲတစ်ပွဲမှာကျွန်တော်မြင်မိတဲ့အချက်က1ဘက်ကတော်တော်လေးပတ်လိုက်ခဲ့တာကိုမြင်ခဲ့ရပါတယ်။နာမည်ကျော်တစ်ယောက်နဲ့ပတ်သက်ဆက်နွယ်မှုရှိတိုင်းဘာသက်ပေါက်မှမရှိပဲအသေးလဲထိုးခံခဲ့ရတဲ့ဖိုင်နာကတိုင်းအဆုံးဖြတ်နဲ့အနိုင်ရသွားခဲ့ပါတယ်။စွမ်းဆောင်ရည်ကောင်းတဲ့ဖိုင်နာတစ်ယောက်ကိုမြေတောင်မြောက်တဲ့အနေနဲ့မြောက်စားတာကိုအပြစ်မဆိုလိုပါဘူးဗျ။ဒါပေမဲ့အဲ့ဒီပွဲမှာတော့ရုပ်ပေါက်လုံးပါတယ်။အရန်တိတာနေပါတယ်။လက်တီးချက်တွေထိထိမိမိထိုးပြခဲ့တဲ့ရွှေမျိုးပေါက်ဖော်ဖိုင်နာလေးကတော့မြေစာဖြစ်နေနစ်နာသွားခဲ့ရတယ်ဗျ။ဒါကကျွန်တော်တူတယောက်တည်းရဲ့အမြင်ပါဗျ။ခေါင်းပွဲဖြစ်ကစားသွားခဲ့တဲ့စန်ကာတစ်နဲ့စူဝါဘလက်တို့ပွဲကတော့အထင်မှတ်ထားတာတွေဖြစ်ပျက်သွားခဲ့တယ်ဗျ။ရှုံးပွဲမရှိသေးတဲ့ပေါက်စင်ဖိုင်နာစန်ကာတစ်ကိုထိုင်းကရင်ဖိုင်နာစူဝါဘလက်ကတော့ဘဲဥကိုခွဲပေးလိုက်ပါပြီ။ဒီပွဲမှာစန်ကာတစ်ပြန်လို့ရှုံးတာမဟုတ်ဘူးဗျ။စန်ကာတစ်ဟာစူဝါဘလက်ကိုတိုက်စစ်ဖွင့်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ဖိအားပေးနိုင်ခဲ့ပေမဲ့စူဝါဘလက်ဟာတေတက်ထိန်ပြီးကစားသွားခဲ့ပါတယ်။ဒီပွဲမှာစူဝါဘလက်ရဲ့ကောင်းလုံးတဲ့နီးစနစ်ကိုလဲမြင်တွေ့ခဲ့ရပါတယ်။စန်ကာတစ်ရဲ့ဖိအားပေးမှုကိုကောင်တာထိုးပြီးတန်ဝန်ချိုင်းသုံးလေးရှိတဲ့တွဲလုံးတွေထုတ်သုံးပြီးစန်ကာတစ်ကိုမူးဝေသွားအောင်ထိုးပြနိုင်ခဲ့ပြီးတခြားပွဲတွေမှာမမြင်ဘူးတဲ့ spinny high kick တွေနဲ့စန်ကာတစ်ကို knock down ရအောင်စွမ်းဆောင်ပြနိုင်ခဲ့လို့ဒိုင်းဆုံးဖြတ်မှာစူဝါဘလက်အမှတ်နဲ့အသာစီးယူနိုင်ပွဲရခဲ့ပါတယ်။တော်လေးတိုးတက်လာတာလည်းမြင်ခဲ့ရပါတယ်။အရန်ရှည်သွားမှာဆိုလို့နောက်နှစ်ပွဲကိုတော့လိုရင်းပဲပြောတော့မယ်ဗျ။အသက်18နှစ်သားလေးလွာမာဒန်အွန်တက်နဲ့အော်ဒီကောတို့နှစ်ဦးကတော့ဘောနက်ဘတ်3သိန်းခွဲစီသိမ်းပိုက်နိုင်ုံသာမကပဲဒေါ်လာ3သိန်းတန်စာချုပ်ကြီးကိုပါ2ယောက်စလုံးသိမ်းပိုက်သွားခဲ့ပါတယ်ဗျ။ဒါအပြင်အော်ဒီကောကတော့ထပ်ဆောင်အနေနဲ့နိုဝင်ဘာလဂျပန်မှာကျင်းပမဲ့ပွဲမှာသူ့ပွဲကိုထည့်ပေးဖို့အိုဘာတခါတည်းတောင်းဆိုသွားခဲ့ပါတယ်ဗျ။ဘလူးဖိုင်နာမျိုးနဲ့ပဲပွဲတဲ့ပေးစွမ်းဆောင်ရည်ကောင်းတွေချပြပြီးအကောင်းဆုံးထိုးသက်သွားပါမယ်။ဂျပန်မှာလုံမဲ့ပွဲမှာထိုးသက်ခွင့်ရခဲ့ရင်အောက်ကဲထားကြီးချက်ထွီကိုစိတ်မပြတ်စေရပါဘူး။သူအရန်ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့တောင်းဆိုပြောကြားသွားခဲ့ပါတယ်ဗျ။